Story အတိုင်းကကျူဆိုလိုက်ပါ TikTok Facebook YouTube ဒီတန်တွေကိုနေတိုင်းလွတ်လပ်စွာကြားနေရတယ်ဆိုရင်ခမည်းဟာမြောက်ကိုရီးယားပြည်သူတွေထက်အများကြီးလွတ်လပ်တဲ့လူတစ်ယောက်ဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့မြောက်ကိုရီးယားမှာ internet ဆိုတာတမန်လူတွေအတွက်မရှိတဲ့လောက်ပဲဖြစ်ပါတယ်။ Facebook မရှိဘူး YouTube မရှိဘူး Netflix မရှိဘူး။ကိုကဲတောင်သုံးလို့မရဘူး။ဒါပေမဲ့ internet ထက်အစမ်းထက်တဲ့အရာတစ်ခုတော့ရှိတယ်။ကြောက်ရွံ့မှု1984ခုနှစ်မှာမွေးဖွားခဲ့တဲ့ကင်ဂျုံအန်ဟာ2011ခုနှစ်မှာမြောက်ကိုရီးယားရဲ့အမြင့်ဆုံးခေါင်းဆောင်ဖြစ်လာခဲ့တယ်။ဒါပေမဲ့သူဟာရွေးကောက်ပွဲနိုင်ရလို့အာဏာရတာမဟုတ်ဘူး။မြောက်ကိုရီးယားမှာအာဏာမျိုးလိုက်စက္ကန့်ကြတာပါ။မြောက်ကိုရီးယားမှာအာဏာဟာမျိုးလိုက်စက္ကန့်ကြတာပါ။ဒုတိယကမ္ဘာစစ်ပြီးကင်အီဆွန်းကင်ဂျုံအီကင်ဂျုံအန်23ဆက်တိုက်အုပ်ချုပ်လာခဲ့တာဖြစ်ပါတယ်။မြောက်ကိုရီးယားမှာကင်မီသားစုကိုတမန်နိုင်ငံရေးခေါင်းဆောင်လို့မမြင်ကြဘူး။အလွန်မြင့်မြတ်တဲ့မျိုးလိုတင်ကြခံရတယ်။အိမ်တိုင်းမှာကင်မီသားစုပုံတွေချိတ်ထားရတယ်။မချိတ်တိုင်းရင်တန်တရားဝန်ခံရနိုင်တယ်။လမ်းမပေါ်တွေမှာလည်းကြော်ညာပေပုတ်တွေတက်ကင်ဂျုံအန်ရဲ့ပုံတွေကိုပုံမြင်ရတယ်။အဲ့ဒီနိုင်ငံမှာသပင်ပုံစံတော်လွတ်လပ်စွာမရွေးနိုင်ဘူး။အစိုးရသတ်မှတ်ထားတဲ့သပင်ပုံစံတွေတဲကပဲရွေးရတယ်။ကျောင်းစာသင်ခန်းတွေမှာတောင်နိုင်ငံရေးဝါဒတွေပါဝင်တယ်။အမေရိကန်ကိုရန်သူဖြစ်တင်ကြတယ်။ခေါင်းဆောင်ကိုသစ္စာရှိဖို့ကလေးဘွားတွေကလေ့ကျင့်ပေးတယ်။မြောက်ကိုရီးယားမှာစောင်ပုံလို့ခေါ်တဲ့လူအစဉ်တန်းစနစ်တစ်ခုရှိတယ်။မင်းရဲ့မိသားစုနောက်ခံမျိုးနိုင်ငံရေးသစ္စာရှိမှုတရားတွေပေါ်မူတည်ပြီးဘယ်အလုပ်လုပ်ရမယ်ဘယ်နေရာမှာနေရမယ်ဘယ်လောက်ကောင်းတဲ့ဘဝရမယ်ဆိုတာဆုံးဖြတ်ခံရတယ်။မင်းရဲ့မိသားစုတွေကတယောက်အမှားလုပ်ခဲ့ရင်တော့မျိုးဆက်30အထိအကျိုးဆက်ခံရနိုင်တယ်။အသက်18နှစ်ရောက်တာနဲ့စစ်တပ်ကမင်းကိုစောင့်နေပြီ။မြို့သားရောအမျိုးသမီးပါစစ်မှုထမ်းရတယ်။တချို့က10နှစ်ကျော်ထိထပ်ဆောင်ရတယ်။ TV channel တွေတဲ့အများကြီးမရှိဘူး။အစိုးရထုတ်လွှင့်တဲ့ဝါဒနိုင်ငံခြားရုပ်ရှင် K-pop Netflix ဒါမျိုးတွေကြီးပြီးတော့ဖမ်းမိရင်ထောင်ချနိုင်တယ်။တချို့ကအလုပ်ကျန်းစခန်းတွေပို့ခံရတယ်။ဒါပေမဲ့ဒီလိုတင်းကျပ်တဲ့နိုင်ငံဟာကမ္ဘာပေါ်မှာနျူကလ িয়ার လက်နက်အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်တယ်။2026အထိလဲကိုရီးယားမြောက်ကို2026အထိလဲမြောက်ကိုရီးယားဟာဒုံးကျည်စမ်းသပ်မှုတွေဆက်လုပ်နေသေးဖြစ်ပြီးတောင်ကိုရီးယားအမေရိကန်တို့နဲ့တင်းမာမှုတွေဆက်ရှိနေတယ်။ဒါပေမဲ့အကြီးမားဆုံးမေးခွန်းကတော့နျူကလ িয়ার လက်နက်တွေရှိတဲ့နိုင်ငံတစ်ခုမှာလူတွေပါကြောင့်အင်တာနက်တောင်လွတ်လပ်စွာမသုံးနိုင်ရတာလဲ။မြောက်ကိုရီးယားဟာကမ္ဘာပေါ်ကအတိအကျဆုံးနိုင်ငံဖြစ်နိုင်ပါတယ်။အဲ့ဒီနိုင်ငံထဲမှာတမန်လူတွေဘယ်လိုဘဝနဲ့ရှင်သန်နေကြလဲဆိုတာကိုကမ္ဘာကြီးကအပြည့်အဝမသိနိုင်သေးပါဘူး။တည်တည်ထားတဲ့မြောက်ကိုရီးယားအကြောင်းတွေရှိကွန်မန့်မှာမျှဝေပေးခဲ့ပါဦး။နောက်ဘက်မှာပြန်ဆောင်ကြည့်ကြမယ်